မင်္ဂလာပါကျွန်တော်နာမည်လဲပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့9ရက်5လ2026ကြာသပတေးည Europa League Semi Final ဒုတိယအကြောင်းကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ဒီညမှာ Aston Villa နဲ့ Nottingham Forest ရှိမယ်နောက်တစ်ပွဲက Freiburg နဲ့ Sporting Braga နဲ့ရှိမယ်အဲ့တော့ကျွန်တော်ဒီညမှာ Aston Villa နဲ့ Nottingham Forest ပွဲကိုဆရာတို့ကိုသုံးသပ်ပေးခဲ့ကြပါတယ်ဒါအကြိုက်တူရင်တော့အဲ့ဆိုပါအကြိုက်မတူရင်တော့ဒါအဆင်ပြေသလိုလုပ်ပါခင်ဗျာအဲ့လက်ရှိမှာ Aston Villa က Nottingham Forest ကို Aston Villa အိမ်ကွင်းမှာတလုံး55ပြားနိုင်ပုံလုံး90နိုင်ဆိုပြီးပေးထားတယ်ပထမကျောကဘယ်လောက်ပေးခဲ့လဲကျွန်တော်တို့ပြန်တွက်ကြည့်အောင်ပထမကျောက Villa ဒီ Nottingham Forest ကွင်းမှာ1-0နဲ့ရှုံးခဲ့တော့ကပေးခဲ့တဲ့ဈေးဒီ11-20ရှုံးအဲ့ဆိုကျွန်တော်ဒီဘက်အိမ်ကွင်းဆိုဘယ်လောက်ပြန်ပေးရမလဲ30 40 50 60 80 80 90 100 1+90 1+80 အနည်းဆုံးပြန်ပေးရမယ်အနည်းဆုံးတော့ at least အနည်းဆုံး 1+80 ပြန်ပေးရမယ် okay ဒါကမှ Villa ဒီတကိုးလိုနေတာမို့လို့ကျွန်တော်တို့ဒီတဲ့ကြီးနေပို့ပြီးပေးရမယ်ဆိုရင်ပြန်90ထပ်တိုး 1+30 ပေးကိုပေးရမယ်ဒါကမှထပ်ပြီးတော့ကြေးပြင်းညင်သေးတယ်ဆိုရင် 1D လောက်ထိပေးလို့ရတယ်ကျွန်တော်တို့သဘောပေါက်လားတကိုးရှုံးထားတဲ့အနေထားမှာနှစ်ကိုးမပြန်နိုင်ပါဘူးအဲ့တော့အဲ့ဆိုကျွန်တော်တို့အရင်နေ့ Premier Champions League ပွဲနဲ့တစ်ချက်ပြန်ချိန်ကြည့်ပါလားကျွန်တော်ဟိုနေ့ Arsenal ပွဲကျွန်တော်ဘယ်လိုပြောခဲ့လဲ Arsenal ဒီပုံမှန်ပေးရမယ်စီဒီ1+80 ပဲပေးရလိမ့်မယ်ဒါကိုမှတလုံး10ပြားနိုင်လောက်ထိဆွဲတင်ထားတယ်ဆိုတာဒီ Arsenalကိုရီပြတ်မှာမို့လို့ပေးတာမဟုတ်ဘူးတကိုးပဲနိုင်မယ်ဆိုတာပိုကီတွေတိနေလို့ပိုကီဒီမှာ data တွေရှိနေလို့အာဆင်နယ်ကိုမယောပြား80မယောခြင်းလို့10ပြားပဲယောအောင်လှုပ်ထားတဲ့အရာအခုဒီပွဲမှာမနေ့ကဘိုင်ယန်လဲအဲ့လိုပဲကြေးကိုပြင်ထားတယ် 1D နေပဲအခုဒီညမှာ Villa က 1+50 ပေးထားတယ်ဆိုတာဒီတကိုးတော့မပြတ်ဘူးလို့ပိုကီတွေထင်ထားလို့ကျွန်တော်ကတော့ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့တကိုးလောက်တော့သွားမယ်တေးကြတယ်ဆိုရင်ဒီတဲ့နည်းနည်းလေးပြင်းနေကြေးကိုပေးမှာပဲရော်ရတာအနည်းဆုံးတတ်တောင်လုံးမှာပဲ Villa ဒီ 1+80 ပေါက်တုံးကတောင်3-1နိုင်ခဲ့တာအဲ့ချိန်ဘာ pressure မှမရှိတဲ့ချိန်ဒါဆိုရင်အနည်းဆုံးဘယ်လိုပဲဖြစ်ဖြစ်ပြန်90အခုအချိန်နေမှာထပ်ပြီးတိုးပြရမယ် Premier League မှာပထမကြောက်ကစားခဲ့တော့က Aston Villa ကွင်းမှာ3-1နဲ့ Forest ကိုနိုင်ခဲ့တယ်အဲ့ပွဲမှာ Villa ဒီပေးခဲ့တဲ့ဈေးဒီ 1+80 ဒါဆိုရင်အဲ့တော့ဘာ pressure မှရှိတာမဟုတ်ဘူးဒီလိုမျိုး pressure နဲ့လဲကစားရမယ်တကိုးလဲနှိမ့်ထားတယ်ဆိုတဲ့အနေအထားမှာအနည်းဆုံးပြန်90တော့ပို့ပေးရမယ်အဲ့ဒီဈေးချက်ပြန်90ပို့ပြီးပေးကိုပေးရမယ်အခုဈေး 1+50 1+60 ဆိုတာဒီအတိတ်ပဲမရှိဘူး Aston Villa နေကြအောင်မြားနေတယ်မြားခေါ်နေတယ်လို့ကျွန်တော်ကတော့ယူဆတယ်ဒီဈေးအတိတ်ပဲမရှိဘူးအဲ့တော့အာဆင်နယ်တုံးကပြား80မယောခြင်းလို့ 1+10 ပြားနဲ့တလုံးပဲသွင်းမှတေးကြလို့ဘူကီတွေက10ပြားနဲ့မြားသွားတယ်ဆိုရင် Aston Villa ဒီအဲ့လိုမျိုးတကိုးတောင်မပြတ်နိုင်လို့ဘူကီဒီရဲတင်း 1+60 ဆိုတဲ့ဈေးကိုဖွင့်ပေးထားလို့ကျွန်တော်ယူဆပါတယ်အဲ့တော့ Villa ဒီခေါ်နေတယ် Villa အိမ်ကွင်းတွေပဲကြိုက်နေကြလိမ့်မယ်တတိအထူးထားစီကြပါတယ်အဲ့တော့ကျွန်တော်ကတော့ Villa ဈေးဒီဒါကျန်တဲ့အပွဲတွေနဲ့ဈေးတွေနဲ့ချိန်ကြည့်ရင်သင်္ကာစရာမကောင်းဘူးမြားစီခေါ်စီလို့ကျွန်တော်ယူဆတဲ့အတွက်ဒီညမှာ Aston Villa နဲ့ Nottingham Forest တို့ကံမဲ့ Europa League Semi Final ဒုတိယအကြော့မှာကျွန်တော်ဒီ Nottingham Forest body ကိုရွေးချယ်ပေးခဲ့ကြပါတယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်ကိုရှာတို့နိုင်ကြပါစေကျွန်တော်တို့နောက်နေ့မှပြန်ဆုံပါမယ်ခင်ဗျာဒီညတော့ကျွန်တော်ဒီတစ်ပွဲပဲတင်ပါတော့မယ်အဲ့တော့ဘယ်လိုပဲကျေးဇူးအများကြီးတင်ပါတယ်နိုင်ကြပါစေခင်ဗျာ Nottingham Forest body ပါခင်ဗျာ